easy လည်းမနေဘူးဒီဒါလိုက်တာ Hello Namaste ကျွန်တော်ဒီလီကိုရောက်လာရင်ပေါ့နော်ရောက်လာပြီခုနကဟိုတယ်ကို check in လုပ်တာကွာဟိုအလုပ်ရန်အထုပ်တွေနဲ့များနေတော့ check in ကဝင်လို့မရိုက်နိုင်လားပေါ့ကွာအထုပ်တွေများနေတော့အခုကျွန်တော်နေတဲ့အခန်းကိုလိုက်ပြမယ်နော်ခံမှန်းထားတဲ့လုံးဝကို surprise ကွာ surprise ဆိုကောင်းလာတော့မဟုတ်ဘူးလုံးဝညံ့တာပေါ့နော်ကျွန်တော်တို့ဒီ hotel ဒီ trip.com မှာပြထားတာကျတော့တန့်နေရပဲကွာဒါမဲ့တကယ်တမ်းလင်းလျှောက်လာရောခုနမရိုက်နိုင်တော့လို့အခုဒီမှာရိုက်ပြမယ်နော်ဒီမှာဒီရပါတော့စောက်ဖွင့်လိုက်တယ်ဒါကတော့မြင်ရတဲ့အခန်းပေါ့နော်ဒါခုနကျွန်တော် luggage တွေဝင်ထားလိုက်တာဒီမှာကပြချင်တာကဒီမှာပေါ့နော်တော့မကြည့်လိုက်ဟိုပါလေဘယ်လိုလဲအမဲတွေပေါ့နော်စောနေတာကွာအဲ့လိုမျိုးစောနေတာကွာဒီမှာအမဲတွေအဲ့လိုမျိုးစောနေတာတွေရှိတယ်သူတို့ရှော့တာတွေအရင်မကောင်းလို့ပဲထင်ပါတယ်နော်ဒီမှာတော့ဒါသူတို့ခုနကကျွန်တော်မေးလိုက်တာကွာroom service ရှိတာလို့မေးလိုက်တာ room service ရှိတယ်တဲ့ရှိတယ်ဖုန်းခေါ်လိုက်တော့ရမှာပေါ့နော်လိုက်လာဖို့မယ်ပြီးရင်မဖုန်းခေါ်ရမယ်ဖန်ခွန်းနှစ်ခွက်ရှိမယ်မေနူးရှိမယ် TV remote ရှိမယ် TV ဖွင့်ရမရတော့မဆန်းရသေးဘူးပြီးမှဆန်းကြည့်မယ်ဒီမှာကပန်ကာလားမသိဘူးဆိုဒီပန်ကာမဟုတ်ဒီကောင်ကွန်ဖြစ်မယ်တင်နေမဆန်းသေးဘူးဆိုတော့ဆန်းကြည့်မယ်လောက်လာမလောက်လာမသိဘူးအတန်ကြားမှာအပူလေးရမယ်ထင်တယ် sorry အပူတော့ရမယ်ထင်တယ်တော့ aircon တီးတယ်ပေါ့နော်ဆိုတော့မဆိုပါဘူးလုပ်ချင်တယ်ပေါ့ဒီလိုရှိပါတယ်တော်တော်လေးတော့ဟောင်းပါတယ်စာပန်ကလည်းရမလားမသိဘူးစမ်းကြည့်မယ်နော်ဟုတ်ဖြစ်ပါ oh sorry စာလဲနေကောင်းမယ်တော့ထင်ပါတယ်စာလဲနေ sorry အရှင်ကရန်နေနေတယ်ထင်တယ်okay လဲနေပြီဆိုပါဒီလောက်ဆိုတော့အဲ့ရတခုပဲနည်းညံ့တယ်ပစ္စည်းရတော့တော်တော်ဆောက်တယ်ဒီမှာကြည့်လိုက်တာကရေချိုကန်ကတော့ဒီလိုလေးတော့ရှိပါတယ်ဒီမှာကရှိပုံနဲ့ရှိမယ်ဒီမှာ toilet ရှိမယ်ဆက်လာတော့စမ်းကြည့်တာပေါ့နော်ဒီကောင်လေးသွားတယ်ရှိလဲရတယ်ဒီကောင်လေးရှိရတယ်အရင်တော့မပြေဘူးပေါ့နော်စင်ပြပါနဲ့လောက်ဆိုရင်ဒီကောင်ရှိပူရမယ်ခုနကကျွန်တော်လမ်းမေးထားတာတော့ကျွန်တော်ရေချိုးမှမလို့ဒါသူတို့ဖွင့်ပေးမယ်လို့ပြောတယ်ကွာစပြခဲကတော့ထားမပေးဘူးတောင်းကြည့်ရမယ်ဒါမှမဟုတ်ရင်ကျွန်တော်ပါတဲ့ဟာနဲ့ပဲမျှပြီးတော့သုံးလိုက်ရမယ်ပေါ့နော်မနေ့ကမှအပြင်မှာထွက်ဝင်ရမယ်သူကကွာonline မှာပြထားတာတော့ကျွန်တော်တို့ကသူတို့ပြထားတဲ့ပုံပဲကြည့်လို့ရတာလေတကယ်တမ်းဒီရောက်လာကကြမှာကွာလမ်းကြားရည်တွေဝင်ပြီးတော့လေတော်တော်လေးဝင်ရတယ်ကွာဒါပေမဲ့အိန္ဒိယဒီနေရာမှာတော့ဒေလီကဒီနေရာမှာတော့တော်တော်များများအဲ့လိုနေရာတွေကြီးပါပဲဆိုတော့ welcome to Delhi နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်ကဲနောက်ထပ်ဗီဒီယိုတွေမှာတော့ဘလူးတောင်ဆက်ပြီးတော့လောဆိုးရတဲ့ဟာတွေတွေ့မလဲဆိုတာစောင့်ကြည့်လိုက်ရအောင်နော် bye bye easy လည်းမနေဘူးလေဒါလိုက်တာ